ဒီ controller လေးတွေရဲ့အကြောင်းကိုကျွန်တော်နည်းနည်းပြောပြချင်တယ် setting ချင်းလေးပေါ့နော် setting ချင်းလေးမှာဒီမှာအရင်ဆုံးကျွန်တော်အရင်ဆုံးတည်တင်တာလေးပေါ့နော်တည်တင်တာလေးကပါလဲဆိုဒီကောင်းမှာက battery ကို setting battery မျိုးစားရွေးလို့ရတဲ့ဟာသူကဘယ်လိုမျိုး9မျိုးတောင်ရှိဒါပေမဲ့9မျိုးမှာသူကပထမ B1 B2 B3 ဆိုတော့တွဲဖို့24ဖို့တော့ auto ချိန်တာအောက်က 1B1 ဆိုတဲ့ဟာတွဲဖို့ battery ပဲတည်တဲ့ 2B1 ဆိုတဲ့ဟာ24 battery ဖို့ battery တွေပေါ့နော်အဲ့ဒါအတွက်သူကသုံးရတာပေါ့နော်ဆိုတော့ B1 ကကျတော့ lead acid battery ပေါ့ lead acid battery ဆိုတော့ကျွန်တော် O6 O6 JO JO ပြီးတော့ဟို torch tubular လို့ပေါ့အဲ့ဒါတွေပါတယ်ဒါအကူလုံးကဒီ lead acid battery တွေမှာပေါ့အဲ့ကောင်သုံးမယ်ဆို 1B1 B1 နဲ့ 1B1 ကိုသုံးပေါ့နော် B2 ဆိုတာဟာ 2.7 volt battery ဆိုတဲ့ဟာဒီလိုဟာမျိုးတွေကိုပြောတာပေါ့နော်ဒီလိုဟာမျိုးကိုကျွန်တော် 2.7 ကိုတော့3လုံးတွဲပြီးတော့ပေါ့နော်ဒါတွဲဖို့ရအောင်ဆက်တဲ့ဟာတွေကိုပြောတာပြီးတော့ 3.2 ပေါ့နော်ဒါ 3.2 battery ပါ1ပါလဲ 3.2 battery 1B2 ဆိုတော့ 2.2 battery ကိုလေးလုံးဆက်တယ်ဆိုတဲ့ဟာဒီလိုဟာမျိုးပေါ့နော်ဒီလိုဟာမျိုးကို3.2ဒီကောင်ဆို 3.2 volt ရှိတဲ့အကောင်လေးလုံးဆက်ထားတဲ့ဟာဒါဆိုတွဲဖို့ဖြစ်တဲ့အကောင်မျိုးတော့ဆိုတာ 1B2 ကိုသုံးပေါ့နော်ဒါလည်းဒီ 2.2 ပဲအတူတူပဲပေါ့နော်ဆိုတော့ဒါကကျွန်တော်စမ်းနေတာဆိုတော့ဟုတ်ပြီအဲ့မှာကျွန်တော်တို့ကအရင်ဆုံးဒီမှာကတော့ဗာလေးပါတယ်ဆိုတော့သူကတော့ဆိုလာဝင်ဖို့အတွက်သူကဟိုပေါ့နော်ဒီ၄ပေါက်ပါတယ်ပေါ့နော်၄ပေါက်ပါတယ်ဆိုလာ2ခုဝင်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတစ်ခုပဲဘယ်ကနေဝင်မလဲပေါ့နော်ဒီကြိုက်တဲ့2ခု2ပေါက်မှာဒီတစ်ပေါက်ကနေဝင်ဒါတော့ဘက်ထရီသွားတဲ့ဟာဒါလုတ်ပေါ့နော်မီ3နဲ့ဟာဆိုတော့အဲ့မှာအရင်ဆုံးကျွန်တော်တို့ကဘက်ထရီနဲ့controller နဲ့ချိတ်ဒါဆို controller auto detect တည်ပြီ auto detect တည်တဲ့အချိန်တိုင်းစသပုံချင်းမှာသူကဒီလိုပေါ်မယ်ပေါ့နော်ဒီမှာ menu မှာလည်းရှိတော့ဒီလိုပေါ်မှာပေါ့နော်ဒီလိုပေါ်မှာဒီလိုပေါ်မှာဒါပေမဲ့ကျွန်တော်တို့ကကျ solar မချိတ်ထားလို့ solar ပေါ်မှာမပေါ်ဘူးသူကလုတ်ဟိုဖြစ်တဲ့ဟာပေါ်တယ်တစ်ချက်နှိပ်မယ်ချက်နှိပ်မယ်ဆိုရင်သူက 40.4 volt ဒါကကျတော့ဘယ်လိုပြောမလဲ float chat voltage ပေါ့နော်ဒါကသူကပေါ်မယ်ဒါက battery မျိုးစားရွေးတဲ့ပုံမှာ battery ကောင်ပြောင်းသွားမယ်ပေါ့နော်ဒါကကျတော့ဟို load reconnected ပေါ့နော်ဒါကဘယ်ချိန်မှာပြန်ပြီးတော့ဟိုပြန်ချိန်မှာလဲဘယ်ချိန်မှာဒါဖြုတ်ချမှာလဲဒါက load ဘက်သုံးတဲ့ဒီဟာတွေကိုသုံးတဲ့အချိန်ကျဒီကောင်တွေကအလုပ်လုပ်နေမယ်ပေါ့နော်ဒီ setting တွေအလုပ်လုပ်နေမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ load ဘက်ကနေကျွန်တော်အနေနဲ့လည်း3တာသိမရှိဘူးကျွန်တော်တို့ကဟိုတိတ်မသုံးဘူးဆိုတော့ကျွန်တော်က battery နဲ့ဓာတ်ရိုက်သုံးတာဆိုတော့ကျွန်တော်ကထားမပြောတော့ဘူးပေါ့နော်မပြောတော့ဘူးသူကခဏလေးကြာတယ်ဆိုတော့အရင်သူအရှိဆုံးကဟို menu တော့ပြန်ရောက်သွားတယ်အဲ့ဒါဆိုပြန်နှိပ်ပေးရသေးတယ်အဲ့ဒါဆိုရင်ဒါဆိုတော့ဒါ24 hour ဒါတွေကကျတော့ဟို loadဒီဘက်ကဟာဘယ်ချိန်တွေမှာသုံးပါလဲဆိုတဲ့ဟာဒါကျွန်တော်လည်းမဖွာဖြစ်ဘူးပေါ့နော်ဒါဆိုတော့ B3 ပေါ့နော် B3 ကိုရောက်နေတယ်ရောက်နေတဲ့ချိန်ကျရင်ကျွန်တော်တို့ကဘယ်ဘက်ထရီဟိုပြောင်းချင်တာလဲပေါ့နော်ပြောင်းချင်တာလဲဆိုရင်ကျွန်တော်ကကြာကြာလေးနှိပ်ပြီးကြာလေးနှိပ်ပြီးဆိုတာပြောင်းပါပြီအဲဆိုရင် B1 လား 2B1 1B2 1B3 ဒါ 2B1 ဆိုတာ24 volt ဒါတော့တွဲဖို့ပဲရှိဆိုတော့ဒါကျွန်တော်ကသုံးလို့မရအောင်အဲဆို B1 မှာကျွန်တော်ထားကြည့်မယ် B1 မှာထားကြည့်ပြီးတော့ဒါလေးကိုကျွန်တော်ကြာလေးနှိပ်ပြီးလိုက်မယ်ခဏလေးနှိပ်ပြီးနော်ဒါဆိုရင်ဒါဆို B1 ဆိုတာ acid O အတွက်သူက automatic သူကလုပ်ပြီးသွားမှာအဲ့ဒါဆိုရင်ကျွန်တော်ကပြီးသွားပြီပေါ့နော်ပြီးသွားပြီဟုတ်ပြီအဲ့ဒါကိုကျွန်တော်ဟိုပေါ့နော် B2 ကိုပြောင်းကျင်တယ်ဆိုတော့ဒါကိုကြာလေးနှိပ်ထတာB2 ကိုနှိပ်မယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ကအဲ့ဒါကိုကြာလေးခဏနှိပ်ပြီးလိုက်ဒါဆိုငြိမ်သွားတဲ့ချိန်ကျရင်သူကအဲ့ဒါဆိုဟိုဖြစ်သွားပြီဒါဆိုပြီးသွားပြီပေါ့နော်ပြီးသွားပြီ12.6ဒါဆိုရင်သူကဟိုလုတ်အဲ့မှာဆိုရင်ကျွန်တော်က B2 ချင်းလိုက်ပြီးဆိုတာ ਨੇ သူ့ရဲ့ဟာကဟိုပေါ့နော်ဟိုဘယ်လိုပြောမလို့သူ setting တွေကိုပြောင်းသွားတယ်ဆိုရင်ဒါ chat voltage ဟိုပေါ့နော်ဒီ load voltage ပေါ့နော် cut off voltage တွေအကုန်လုံးအစားတော့ပြောင်းသွားတယ်အဲ့လိုပေါ့နော်အဲ့လိုရှိတယ်ဒါကဟိုပေါ့နော်ဒါဆိုရင်ဟို battery setting battery chain ဟိုချိတ်ထားတဲ့ဟာမှားနေလို့သူအဲ့ဒါကြောင့်နည်းနည်းလေးဟိုဖြစ်နေတာကျွန်တော်တို့ကဒါလေးလုံးတွဲဆိုကျွန်တော်က B3 ကိုချိတ်ရမှာဗျာ B3 ကိုချိတ်ရမှာဆိုကျွန်တော်တို့ကပြန်ပြီးတော့ပြောင်းမယ်ခဏလေးနော်ဆိုတော့ကနေပြီးလာမယ် B3 ပြီးရင်B3 ရဆိုကျွန်တော်ဒီကြာကြာလေးနှိပ်ပြီးထားမယ်ဒါဆိုရတယ်အဲ့ဒါဆိုရင်easy ဖြစ်သွားပြီပေါ့နော်ဒါဆို12.9 45 ပို့ပါဖြတ်ဒါဆိုရင်45ပို့ကဟိုပါဖြတ်ဒါကောင်ဆိုရင်ဒါလုတ်ပဲသုံးတဲ့ဟာဒါကြောင့်မလို့ဘူးပေါ့နော်ဒီကလိုတာကျွန်တော်တို့ကဒီကိုသုံးမဲ့ battery နဲ့ကိုသုံးမဲ့ဒီ setting နဲ့ကိုကတ်အောင်သုံးဖို့ပဲလိုတာတွဲဖို့သုံးပါလား24ဖို့သုံးပါလားအဲ့ဒါကိုမမှားဖို့ပဲလိုတာအပေါ်ဆုံးကဟာရွေးလိုက်တယ်ဆိုတော့ဘာမှမှားစရာအကြောင်းမရှိ B1 B2 B3 ကိုသုံးမဲ့ဒီ battery နဲ့မျိုးစားပေါ်မူတည်ပြီးတော့တွဲပြီးတော့ကောက်ချင်းလိုက်အောင်ပဲဒါပဲနော်ဘာမှမခက်နော်ဘာမှမခက်